မင်္ဂလာပါဘေးစိတ်သမารီအကြိုက်ပေါ့နော်စကားပြောအတူထွားလေးစပ်ပြီးလေ့လာကြည့်အောင်နံပါတ်1 leave it to me ငါတောင်းထားငါစီထားခဲ့အဲ့ဒါကိုပြောတာနောက်တစ်ခု let it go ထားလိုက်တော့လို့ပြောတာပေါ့နော်ရှိပါစေတော့အဲ့အတိတ်ပဲကိုပြောတာနောက်တစ်ခု do you think so မင်းတို့လို့ထင်သလားပေါ့နော်နောက်တစ်ခု I'm all ears နားထောင်နေတယ်လို့ပြောတာ I'm listening ပေါ့နော်နောက်တစ်ခုDo you mind if I smoke ကျွန်တော်ဆက်လေးများတောက်လို့ရမလားပေါ့နော်ခွင့်တောင်းတဲ့သဘောပေါ့နောက်တစ်ခု I have no appetite စားခြင်းစိတ်မရှိဘူးတဲ့အစားတောက်ပြတ်နေတာကိုပြောတာနောက်တစ်ခု don't talk big လေမကြီးနဲ့လို့ပြောတာနောက်တစ်ခု I'm serious ငါတကယ်ပြောနေတာငါအတီးပြောနေတာအဲ့ဒါကိုပြောတာဥပမာ are you serious ပေါ့နော်မင်းတကယ်ပြောနေတာလားဆိုတော့ I'm serious ပေါ့နော်ငါတကယ်ပြောနေတာတဲ့နောက်တစ်ခု after you ဆိုတာမင်းအရင်လုပ်ပါမင်းအရင်သွားပါမင်းအရင်စားပါမင်းအရင်ပြောပါစသဖြင့်သူများဦးစားပေးတာပေါ့နော်နောက်တစ်ခု thanks awfully တကယ်ကိုကျေးဇူးအထူးတင်တယ်လို့ပြောတာနောက်တစ်ခု what's wrong with you ဆိုတာဘာဖြစ်တာလဲနောက်တစ်ခု just like that အဲ့ဒါလို့ပေါ့လို့ပြောတာနောက်တစ်ခု I expected ထင်ထားတဲ့အတိုင်းနဲ့နောက်တစ်ခု let me be frank ကျွန်တော်ပုံမှန်လေးပြောပြရစီတဲ့နောက်တစ်ခု don't take it serious ဝင်ပြီးလိုက်ပါနဲ့လို့ပြောတာနောက်တစ်ခု we didn't see eye to eye on this see eye to eye ဆိုတာအမြင်နဲ့တူတာသဘောထားချင်းတူတာကိုပြောတာ we didn't see eye to eye on this ငါတို့ဒါနဲ့ပတ်သက်လို့သဘောတူညီမှုမရှိကြဘူးအဲ့ဒါကိုပြောတာနောက်တစ်ခု you can't fool me မင်းငါ့ကိုအယူလို့မရဘူးလို့ပြောတာနောက်တစ်ခု don't worry about it ဘာမှမစိုးရိမ်နဲ့လို့ပြောတာအဲ့ဒါလေးရ basic speaking လေးပါ basic သမားတွေအတွက်တည်တံ့ပါ